တခင်ရှုခရစ်တော်နာမ၌အားလုံးပဲမင်္ဂလာပါယနေ့နားဆင်ခွန်အားယူရမယ့်နှုတ်ကပတ်တော်ကတော့စာလံနံပါတ်8ဖြစ်ပါတယ်စာလံနံပါတ်8အိုးအကျွန်ုပ်တို့၏ဖျားရှင်ထာဝရဖျားနာမတော်သည်မြေကြီးတစ်ပြင်လုံး၌အလွန်ကြီးမြတ်တော်မူ၏ဘုံအာနုဘော်တော်သည်မိုးကောင်းကင်ပေါ်မှတည်လျက်ရှိပါ၏ကိုယ်တော်၏ယံသူတို့ကိုရည်ဆောင်၍ယံသူကို၎င်းအညှိုးထားသောသူကို၎င်းတိတ်ဆိတ်စွာနေစေခြင်းကနို့စို့တငယ်တို့ဤနှုတ်ထဲမှအစွမ်းတတိကိုစီရင်တော်မူ၏လက်ညှိုးတော်အလုတ်တီးဟုသောကိုယ်တော်ဤမိုးကောင်းကင်ကို၎င်းပြင်ဆင်တော်မူသောလနှင့်ကြိမ်များကို၎င်းအကျွန်ုပ်ဆင်ခြင်သောလူသည်အဘယ်သို့သောသူဖြစ်၍ကိုယ်တော်သည်အောက်မေ့တော်မူရသည်။လူသားသည်အဘယ်သို့သောသူဖြစ်၍အကြည့်အရှုကြွလာတော်မူရသည်။သူကိုကောင်းကင်တမန်တို့အောက်၌အနှဲငယ်နှိမ့်တော်မူပြီးသူဤကောင်းကိုဘုံအတရေနှင့်ပတ်ရစ်တော်မူပြီးဖန်ဆင်းတော်မူသောအရာများကိုအုပ်ဆိုးစေ၍တိုးနွားအဆရှိသောမိတရိษံမိုးကောင်းကင်ငှက်ပင်လယ်ငါးနှင့်ပင်လယ်လမ်း၌တွားတတ်သောတရိษံမှဆ၍ခတ်သိမ်းသောအရာတို့ကိုသူဤခြေအောက်၌ချထားတော်မူပြီးအိုးအကျွန်ုပ်တို့ဤဖျားရှင်ထာဝရဖျားကိုယ်တော်ဤနာမတော်သည်မြေကြီးတစ်ပြင်လုံး၌အလွန်ကြီးမြတ်တော်မူသည်အလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။